ဟုတ်ပြီဒီနေ့တော့ကျွန်တော်တို့ပြီးခဲ့တဲ့ပတ်ဗုဒ္ဓဟူးနေ့မှာကျွန်တော်တို့ဆုတောင်းပေးတဲ့သမီးငယ်လေးရဲ့တက်တက်ခံချက်ကိုကျွန်တော်ကြားနာရမှာဖြစ်ပါတယ်ဆေဥစွာဒီနေ့တွေ့ရလို့အထူးပဲဝမ်းသာတယ်KM မှာတော့မိသားစုသူရဲ့သမီး2ယောက်ဖြစ်ပါတယ်ဆိုတော့ဒီကလေးကသမီးငယ်ကိုကျွန်တော်တို့ပြီးခဲ့တဲ့ပတ်မှာဆုတောင်းပေးတဲ့သမီးဖြစ်ပါတယ်ဒါကြောင့်ခုချိန်မှာဆိုလို့ရှိရင်သူ့ကိုအနည်းငယ်တက်တက်ခက်ခွင့်ပေးမှာဖြစ်ပါတယ်သမီးနာမည်ကိုကျွန်တော်တို့တစ်ချက်လောက်ပြောပြပေးလို့ရမလားနာမည်ခိုင်စားနေနာမည်ခိုင်စားလွယ်ခိုင်စားလွယ်ဖြစ်ပါတယ်ဆိုတော့သမီးကငယ်ဘွားနဲ့ဘယ်လိုနေမကောင်းတယ်လဲဆိုတာပေါ့နော်တစ်ချက်လောက်ရှာတော့ပြောပြလို့ရမလားရပါညာဒီလောက်ပဲဆိုတာတက်အဲ့စားဖြစ်တာစောင်းမဲဖြေကနေရက်ဆိုပုံဆိုးတယ်တက်တာစံပွက်ဖြစ်ခါနေကြရတက်တာဒါပေမဲ့အဲ့6ရက်တို့9ရက်တို့လာပြေလောက်ပဲအတက်တာများတယ်တက်များဖြစ်လိုက်ရှင်လဲတောက်လျှောက်တစ်နှစ်ပတ်လေတောက်လျှောက်ဖြစ်တာတစ်နှစ်ပတ်နောက်တော့ပြက်လာအောင်မလဲဆရာရဲ့အဲ့လိုမျိုးပုံစံသူတက်တာပေါ့ဟုတ်ပြီဆိုတော့ကျန်တဲ့ဟာသမီးဘယ်လိုမျိုးခံစားတယ်လဲဆိုတော့သမီးကိုတိုင်ချက်လောက်ပြောပြပေးအဲ့လိုဖြစ်ခံနေဆိုရင်လက်တွေတုံနေအသားတွေရားတယ်မျက်စိတွေပြမျက်စိပြတာပေါ့မျက်စိကမမြင်ဘူးကစမ်းကဝါမျက်မမြင်ပုံစံဖြစ်တယ်အဲ့လိုဖြစ်ပြီးဆိုရင်တရက်2ရက်ဆိုဖြစ်တရက်2ဆိုလို့ဖြစ်ပြီပေါ့အဲ့လိုမဖြစ်တဲ့အခါကျတော့စစ်ခါတွေသွားတာရှိလားသွားတယ်တက်တာညာတညာလုံးတစ်နေ့လုံးတက်ဆေးရုံရှိရောက်ရင်ပျောက်သွားကောင်းသွားဆေးရုံညာရင်5-6ရက်အဲ့လိုတစ်ပတ်17ရက်အဲ့လိုနေရတယ်ဟုတ်ပြီဘာမှမရှိဘူးဆိုပြန်လှည့်လိုက်စစ်ခါရောက်သွားလို့ရှိရင်အဲ့ရုပ်ကပျောက်သွားပျောက်သွားဆေးရုံရှိကိုပျောက်သွားဓမ္မတို့ဘာလို့ရိုက်တာရှိလားရိုက်တယ်အထဲတွေကနှလုံးအဲကိုလိုဘာလို့ရိုက်တယ်နှလုံးတို့ရိုက်တယ်ဆိုသူတို့ပါတယ်ချစ်ပြအနေနဲ့တွေးတာရှိလားသူရဲ့နှလုံးထဲမှာပါတယ်ဘာမှမရှိဘူးဟုတ်ပြီဆိုဓာတ်မှာရိုက်တယ်အထဆောက်ရိုက်တယ်ဒါပေမဲ့အထက်မှာဘာမှမရှိဘူးအနာလည်းမရှိဘူးယောဂလည်းမရှိဘူး14နှစ်15နှစ်ကနေဆရာတော့ဝင်ကတ်တာဟုတ်ကဲ့ဟိုကတိုက်ကဆိုတာဝင်ဟုတ်ပြီဒီခါကျပြောတယ်အိမ်ရှိအိမ်ကလည်းမျက်စောင်းသေးပေါ့နော်သူလောက်ထားတာသူကျွေးထားတာအမဲသားကြီးနဲ့သူကျွေးတာပြောကျောင်းနှစ်တန်းနဲ့တည်းရတယ်ဆရာရဲ့ဟုတ်ပြီ7နှစ်ဆိုတော့တို့ကြာပြီပေါ့ဟုတ်ပြီဆိုတော့ဆို7နှစ်ဆိုတော့25နှစ်ဆိုတော့7နှစ်တိမမြင်ရတဲ့ပုံကိုယ်တွေနတ်ဆိုတွေကညီမကိုတိုက်ခိုက်တယ်မကြမအောင်လုပ်တယ်နှလုံးတွေကိုလည်းမကြမအောင်လုပ်တယ်ပေါ့နော်စစ်ခါတော့ပြတ်တယ်ဒါမဲ့ပြတဲ့အခါမှာဘာယောဂမှမပေါ်ဘူးပေါ့နော်ဟုတ်ပြီဆိုတော့ဘယ်လိုခံစားလဲအဲ့လိုမျိုးဖြစ်တဲ့ခါကျရင်တမီးရခံစားချက်လူကအောက်ပိုင်းချိတတိဖြစ်တယ်ပြီးရင်ဘဲမှမသွားနိုင်ဘူးကလူမမာတယောက်လိုပဲနေရတယ်နှလုံးလေးတုံးဆရာဟုတ်ကဲ့အဲ့ဒါနဲ့မမီတို့စစ်ခေါ်သွားကြတာပေါ့ဆိုတော့မမီကဘယ်လိုပြောခဲ့လဲမမီကဘယ်လိုပြောလဲဆိုတော့ပြကြည့်ပါလားတဲ့ပြကြည့်လို့ကောင်းသွားရင်ကိုယ့်အတွက်အလားအလာကောင်းတယ်တဲ့ဟုတ်ကဲ့ပြကြည့်ပါလားတဲ့ဘာဖြစ်လို့ဆိုတော့
ဒီလောက်အသက်အရွယ်လေးနဲ့တဲ့ဒီလိုဖြစ်နေလို့အဆင်ပြေမလဲ အားနေတယ်သမီးတို့ကလည်းပြကြနေတာ ဟုတ်ကဲ့ဟုတ်ကဲ့ ကိုယောဂပြောက်ဖို့ရေးကြည့်ရတယ် ဆရာရဲ့ကလေးတွေလာနေရတာဆိုတော့သူကအားနာလိုက် ဟုတ်ကဲ့ဟုတ် ချိန်လိုက်အကျော်သေးလှက်လိုက်အား တ သေး ရက် လိုက်က တစ် လေးတွေ ခါ ဆို 3ရက်တစ်ခါသွား အားသွင်းနေရတာပေါ့ တော့ရတယ်ဆက်ရုံမှာလည်းဖြစ်တယ် စိတ်မှလည်းဖြစ်တယ်နေ့ရက်တစ်ခါလောက်အားသွင်းနေရတယ်ဆက်သွင်းနေရတယ်ပေါ့ဆက်သွင်းနေတဲ့ခါကျတော့မတက်တာဘူး တက်တာ ဟုတ် တက် ပြီ တာမှမရတဲ့ကိုခေါ်လာ မမြောက်ခေါ်လာတဲ့ခါကျတော့ကျွန်တော်ဒီနေရာမှာလာတဲ့ခါမှာဆရာတို့ဆွတ်တောင်းတဲ့ခါမှာထိုက်ခုမှာထိုင်ရတာနဲ့ဆရာတို့ကတော့အာယူပြုတ်ပြီးမှဆွတ်တောင်းနေတယ်ဆိုတော့မမြင်လိုက်ဘူးပေါ့နော်ဆိုတော့အဲ့ဒီခါမှာဘယ်လိုခံစားလိုက်လဲ အဲ့လိုဘယ်လိုခံစားလဲအသားအဲ့လိုဆူတောင်းနေရင်လည်းအသားဇိုးဆက်တုံလက်တွေတုံတိလစ်သွားတယ် ဟုတ်ပြီဆိုတော့အဲ့ဒီခါမှာအထက်မှာရှိတဲ့မကောင်းဆိုးရတွေကဖះရဲ့အိမ်တော်ရောက်တဲ့ခါကျတော့သူတို့ကမခံနိုင်တော့တာပေါ့မခံနိုင်တော့တဲ့ခါကျတမီးခန္ဓာကိုယ်ပေါ်မှာတုံဆက်ဖြစ်လာတယ်အဲ့ဒီခါကျတမီးကတခါနဲ့ပြစ်လဲသွားတယ်ပေါ့နော်ဟုတ်ပြီအဲ့ပြစ်လဲသွားတဲ့နောက်ပိုက်ဆရာတို့ဆက်လက်မဆွတ်တောင်းပေးတယ်အဲ့ဒီခါကျတော့တမီးကပြတ်တတိယလာတော့ဘယ်လိုခံစားလဲ ရိရလာတော့ပေါ့ပါဟော ပေါ်ပါသွားတယ်ခန္ဓာကိုယ်မှာဗခံစားချက်တွေရှိသေးလဲ ဘာမှမရှိဘူး မရှိတော့ဘူး ပေါ့ပါသွားတယ်လို့ပဲ ပေါ်ပါဖြစ်သွားတယ်တုံနေတဲ့ရတယ်လေ မရှိတော့ မရှိတော့ဘူးအိုက်ခင်းနေတဲ့ရခန္ဓာကိုယ်မှာခံစားနေတဲ့ရုပ်ကလည်း မရှိတော့ မရှိတော့ဘူးเนาะကြမ်းမှာသွားပြီဆိုတော့အဲ့လိုမျိုးကြမ်းမှာတဲ့ခါကျတော့ဒီကြီးရှုနေတဲ့ပြိတ္တတွေကိုဗာများပြောချင်ရှာရှိလေ ဟာပြောရင်လည်းဆိုတော့ကျမ်းမာခြင်းကလက်တစ်ပါးပေါ့ ပြီးတော့ဒီကိုကွယ်တဲ့ဒီကိုဘာဖြစ်ဖြစ်ခေါင်းကိုက်တာဖြစ်ဖြစ်လဲနာတာဖြစ်ဖြစ်ကိုမကောင်းဆိုရင်ဘယ်ရမှအဆင်မပြေဘူးလေကိုကောင်းမှကိုဒီဖះကိုကွယ်ရင်ကိုအတွက်ကောင်းကောင်းမွန်မွန်နဲ့အသက်ရာကျော်ရှိမယ် ဟုတ်ပြီဆိုတော့သမီးကိုကြမ်းမာစေတာရှာမဟုတ်ဘူးเนาะသမီးကိုကြမ်းမာစေတာဘာလို့လဲ ယေရှုတခင် ယေရှုဖះဟုတ်ပြီယေရှုဖះကသမီးကိုကြမ်းမာခြင်းပေးတာဆရာတကူမရှိဘူးเนาะဆရာကြမ်းမာချို့ပေးတာမဟုတ်ဘူးယေရှုဖះတကယ်သမီးကိုကြမ်းမာခြင်းပေးတာဖြစ်ပါတယ်ဆိုတာဆရာတို့အနေနဲ့ပြောချင်တာဖြစ်ပါတယ်အမေအနေနဲ့ဘာပြောချင်လဲဝန်တာရဟာပေါ့ပီတိဖြစ်ရလဲပေါ့ အားတော့ဝင်းသားတော့ဆရာရဲ့ ဟုတ်ကဲ့ကြမ်းမာခြင်းအရရကြီးတယ်ပေါ့နော်ဆိုကြမ်းမာကိုသမီးလေးကြမ်းမာသွားတဲ့ခါကျအမေလေးတကယ်ပဲဝန်တာပီတိဖြစ်ပါတယ်ဆိုတာကျွန်တော်တို့ပြောပြချင်ပါတယ်ညီမအနေနဲ့ရောကိုယ့်ရမကြမ်းမာသွားတော့ဗာမြခံစားတယ်လေ ပျော်သွားတာ ဟုတ်ကဲ့ပြောသွားပြီပေါ့နော် ဒီတော့ဖြစ်တာလည်းပျော်သွား ဟုတ်ပြီဟုတ်ကဲ့ဆိုတော့ဒီနေ့မှာကျွန်တော်တို့စစ်တနည်းနဲ့မကြမ်းမာနိုင်ရတဲ့ပုဂ္ဂိုလ်ကယေရှုဖျားတကူတော်အဖြစ်အင်ဒိုမာလာရောက်ပြီးမှကျွန်တော်ဆွတ်တောင်းပေးတဲ့အခါမှာပြလေပြီးမှတတိယလာတဲ့အခါကျတော့ကြမ်းမာခြင်းနဲ့ခန္ဓာကိုယ်တစ်ခုလုံးဒီနေ့မြင်တဲ့အတိုင်းပဲကြမ်းမာနဲ့ဒီတမိငယ်လေးကရှိနေတာကိုကျွန်တော်တွေ့ရတာဖြစ်ပါတယ်ဒါကြောင့်ဒီဗီဒီယိုကိုကြည့်ရှုတော့သူအပေါင်းတို့ဒီကြမ်းမာခြင်းပေးနိုင်တာကယေရှုဖျားပဲဖြစ်ပါတယ်ဆိုတာကိုရှာနေနဲ့နင်းငယ်အားလို့ကိုခွာပေးချင်တာဖြစ်ပါတယ်ရောက်စီတဲ့ပုံမှာဖျားခီတီတပါကောင်းချီပေးပါစေအာမင်